ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးရတာပေါ့နော်နှလုံးသွေးကြောပိတ်ယောဂပေါ့နော်နှလုံးသွေးကြောပိတ်ယောဂလို့ပြောလိုက်ရင်တော့တကယ်တော့အားလုံးရင်းနှီးတယ်လို့ကြောက်စရာလည်းရမ်းကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးရဲ့သွေးလက်ပတ်မှုကိုဒီနှလုံးကပဲထိန်းချုပ်ထားတယ်ပေါ့နော်။ဒီကောင်လေးကိုကြည့်ကျင်နေဆိုဒါပုံမှန်နှလုံးကျွန်တော်တို့ပေါ့နော်နှလုံးသွေးကြောပိတ်တယ်နှလုံးသွေးကြောပိတ်တယ်ဆိုတာဘယ်နေရာလဲဘာဘယ်လိုပိတ်တာလဲဆိုသိအောင်လို့ပေါ့ဒါပြောပြထားတာနော်ဒါနှလုံးကျွန်တော်ရဲ့နှလုံးမှာဆိုရင်သွေးကြောနော်ညာဘက်နှလုံးသွေးကြောရဲ့ဘယ်ဘက်နှလုံးသွေးကြောရဲ့ဆိုပြီးရှိရနော်အဲ့မှာညာဘက်နှလုံးသွေးကြောကလည်းနှလုံးရဲ့ရှိတဲ့ကိုနော် supply လုပ်တဲ့နောက်ကိုပြန်သွားတယ်ပေါ့နော်အဲ့လိုရှိရင်အဲ့ဒါတကူကဒီဘယ်ဘက်နှလုံးသွေးကြောကလည်းရှိကိုခွဲတယ်နောက်ကိုပြန်ခွဲတယ်ပေါ့နော်ဒါဘာကိုပြရလဲဆိုရင်ဒီဘယ်နေရာလောက်မှာပိတ်တယ်ဆိုရင်ပေါ့နော်ဘယ်လိုအကျိုးသက်မှုရှိတယ်ဆိုတာလည်းသိစေချင်တယ်ပေါ့နော်ဒါနှလုံးဆိုတာဒါအစွန်ဆုံးပေါ့နော်အစွန်ဆုံးကိုပိတ်တာလားအရင်မှပိတ်တာလားတကယ်လို့အစွန်ဖျားလောက်မှပိတ်တယ်ဆိုရင်တော့ဒါတိတ်တိုင်းမဆိုးရင်ပဲအရင်လောက်မှပိတ်တယ်ဆိုရင်ဒါ on the spot ချက်ချင်းကိုသိနိုင်ပါတယ်ပေါ့နော်ဒါတော့ဘာနော်ခါတိုင်းလည်းပြောနေတယ်လို့ပဲနော် atherosclerosis ပေါ့နော်အသက်ကြီးလာနိုင်တယ်မယ်ကျွန်တော်တို့ရဲ့သွေးကြောနံရံတွေကထူလာတယ်ပေါ့နော်အဲ့လိုထူလာတဲ့အတွက်ကြောင့်ထူလာတဲ့အတွက်ကြောင့်နောက်ပိုင်းမှာအပေါက်တွေကသွေးကြောရဲ့ပေါ့နော်ဒီလူမန်ပေါ့အပေါက်တွေခေါင်းပေါက်ကဖြည်းဖြည်းနဲ့ကျင်းလိုက်လာတယ်နော်အဲ့လိုကျင်းလိုက်လာတာဖြစ်တဲ့အတွက်ပေါ့နော်တစ်ချိန်မှာအဲ့မှာ injury ရတဲ့အချိန်မှာ blood clot လာတဲ့အချိန်မှာသွေးကဲပိတ်လိုက်တဲ့အချိန်မှာလုံးဝကို totally occlude ဖြစ်သွားတယ်ပေါ့နော်အဲ့လို occlude ဖြစ်သွားတဲ့အချိန်မှာနှလုံးသွေးကြောပိတ်ယောဂဆိုတာဖြစ်လာတယ်ပေါ့နော်ဒါနှလုံးသွေးကြောပိတ်တဲ့ပုံစံလေးတွေကိုပြောပြထားတာပေါ့နော်ဒါ atherosclerotic blood တွေရှိတယ်အဲ့ကောင်မှာ flow တွေကအဲ့ဒါကျင်းလေးကနေသွားတယ် injury ရတယ်injury ရတဲ့အတွက်ကြောင့်အဲ့မှာplatelet ဆိုသွေးမွှားလေးလာကတ်တယ် blood clot သွေးခဲလာကတ်တယ်သွေးခဲလာကတ်ပြီး totally occlude လုံးဝကိုသွေးကြောပိတ်သွားတယ်ပေါ့နော်အဲ့ဒါပြောတယ်အဲ့ကြောင့်ဘယ်လိုလက္ခဏာတွေခံစားရမှာလဲရင်ဘတ်အောင်မှာဆိုတချို့တော့ရှေ့ရနောက်ရညှက်အောင်တယ်ပေါ့နော်ရှေ့နောက်ညှက်အောင်တယ်အဲ့လိုအောင်တယ်နောက်တစ်ခုကဘယ်လိုဖြစ်တော့ဆိုတော့မေးရိုးတွေပါနာတယ်ဘယ်ဘက်လက်မောင်းတွေကိုက်တယ်ပေါ့နော်နောက်အဲ့လူကလည်းအယမ်းမောလာတယ်နောက်ရင်ထဲမှာလည်းကြက်တက်ကြီးခံစားရတယ်ဇောချိုးတွေပြန်လာတယ်အဲ့ဒါခြေပြလက်ပြတွေအေးဆက်ပြီးတော့ဒီတဲ့ဆိုရင် short ရနိုင်တယ်ပို့ဆိုးလာရင်အသက်အန္တရာယ်ပါဆိုရင်ရတယ်ပေါ့နော်ဘယ်လိုလူတွေဖြစ်များအောင်ဆိုတော့ခါတိုင်းလိုပဲဒါသွေးကြောပိတ်လိပိတ်ထရှိတဲ့လူနာတွေဆိုရင်ဘယ်လိုလူနာတွေလဲပေါ့နော်သွေးတိုးသမားတွေစီးကျူယောဂတွေနော်ဆေးလိပ်တအားတောက်တဲ့လူနာတွေပေါ့နော်ဒီနေရာမှာပြောချင်တာတော့ဆေးလိပ်တနေ့တဘူးတောက်တဲ့လူဆိုရင်ပေါ့နော်အသက်40ကိုမဟုတ်ဘူးနော်အစိတ်30လောက်တင်ကိုနှလုံးသွေးကြောပိတ်တာတွေဖြစ်တတ်တယ်ပေါ့နော်အဲကြောင့်ဆေးလိပ်တောက်တာတော့အထူးရှောင်ခြင်းမလို့ရတယ်နော်ဆေးလိပ်တွေရက်တော့ cholesterol များတာတွေပေါ့နော် family history of sudden death ပေါ့နော် sudden cardiac attack ပြတဲ့ family history ရှိတဲ့ဟုတ်ပါနော်လူတွေပေါ့နော်cholesterol ဆိုတာလည်းတခါကျတော့လည်းတိုင်းကြီးမှာပဲသိနိုင်တာဖြစ်တဲ့ကြောင့်မလို့လည်းsilent killer တွေပေါ့နော်အဲဒါမို့ medical check up ကတော့အသက်40ကျော်တိုင်းမှာလှုပ်တင်တယ်ပေါ့အသက်40အောက်မှာဒီယောဂတွေမဖြစ်နိုင်ဘူးလားဆိုတော့ဒီလည်းမဟုတ်ဖြစ်နိုင်တယ်ပေါ့နော်အဲကြောင့်မို့ကိုကဘယ်လို risk ထဲမှာပါနေတယ်ဆိုတော့မူတည်ပြီးတော့ကိုက medical check up ကိုလုပ်တင်တယ်ပေါ့နော်အဲကြောင့်ဘယ်လိုကာကွယ်မလဲဘယ်လိုကုသမလဲဆိုတာဒါတော့ဘယ်လိုကာကွယ်မလဲဆိုတာဖြစ်စေတဲ့အကြောင်းကိုပဲကျွန်တော်တို့ကပြန်ပြီးတော့ကြည့်ရမှာပဲပေါ့နော်အဲကြောင့်ဖြစ်စေတဲ့အကြောင်းတွေကသွေးတိုးအကြောင်းဖြစ်တယ်ပေါ့အဲ့လိုသွေးတိုးကြောင့်ဖြစ်တဲ့အကြောင်းကိုကျွန်တော်သွေးကြသည်ကိုပုံမှန်တောက်အောင်ပဲပုံမှန်တောက်ပြီးမှလည်းကိုယ့်ရဲ့
ကိုတောင်းတဲ့သွေးကြစီနဲ့ကိုယ့်ရဲ့သွေးပေါင်းနဲ့ပေါ့နော်ကိုင်မကိုက်ပေါ့နော်တာဂက်ရောက်မရောက်ဒါလည်းပြန်လဲစစ်ဆေးတင်တယ်ပေါ့နော်ညံနေပါမစားနဲ့လေ့ကျင့်ခန်းတွေပုံမှန်လို့စီးကြိုတွေပါဆိုလဲသူရဲ့တာဂက်ကိုရောက်သလားပေါ့နော် fasting ကဘယ်လောက်ရှိရဲ2HPP ကဘယ်လောက်ပေါ့နော်အဲ့ဒါတွေလည်းတိတိကျကျမှတ်ပြီးတော့ဆရာနဲ့တိုင်ပင်ပြီးတော့ကုသမှုခံယူတဲ့ဆေးလိပ်တအားကြိုက်တဲ့လူတွေဆိုရင်လည်းဆေးလိပ်ကိုတန်းနိုင်သမျှတော့ရှောင်နိုင်အောင်ကြိုးစားရမယ်နော်ကိုလက်စထရောတို့ပါတော့ကျွန်တော်တို့ကစစ်ဆေးကြည့်မှသိနိုင်တာဖြစ်တဲ့ကြောင့်မို့risk factor ရှိတဲ့ family history ရှိတဲ့ risk factor ရှိတဲ့လူတွေဆိုရင်လည်းစစ်ဆေးတဲ့နေပေါ့နော်အဲ့လိုရှိတယ်အဲ့ကြောင့်ဘယ်လိုကာကွယ်မလဲဆိုတာဘယ်လိုကုသမလဲပေါ့နော်ကုသတာကတော့ပေါ့နော်ပေါ့နော်ဒီကျွန်တော်တို့လူနာကနော်chest pain ရောက်လာရင်နဲ့တပြိုင်နဲ့ပေါ့နော်တကယ် EMI လားပေါ့နော်ဒီနှလုံးသွေးကြောပိတ်တာလားဟုတ်မဟုတ်ကျွန်တော်တို့အသေးချာစမ်းစစ်ရမယ်စမ်းစစ်ပြီးတော့ချစ်ချင်းကုရမယ်ပေါ့ဘာကြောင့်လဲဆိုတော့minute mean muscle ပေါ့ minute နည်းနည်းလေးမှနောက်မကြရင်တော့အကောင်းဆုံးပဲများများလှုပ်ပေးနိုင်ရင်တော့အကောင်းဆုံးပဲဘာကြောင့်လဲဆိုတော့အချိန်နဲ့မြတ်သူ့ရဲ့cardiac muscle ပေါ့နော်နှလုံးကြွက်သားတွေကတည်ဆုံးကုန်မှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကမြန်ကုသဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုကုသတဲ့နေရာမှာကျွန်တော်တို့ကပေါ့နော်3နာရီ4နာရီအတွင်းအချိန်စောစောရောက်ရင်တော့အကောင်းဆုံးပေါ့ဘာကြောင့်လဲဆိုတော့အဲ့အချိန်မှာကျွန်တော်တို့ကကုသနေတွေကရှိရပေါ့နော်ဘယ်လိုဆိုတော့သွေးကြဲစေးတွေပေါ့နော် streptokinase လိုဟာမျိုးကပေါ့နော်အကောင်တွေထိုးရင်စောစောစီးစီးထိုးနိုင်ရင်သူကလုံးဝကိုပွင့်သွားနိုင်တာမျိုးဖြစ်တယ်နောက်တစ်ခုကPCI လိုဟာမျိုးပေါ့နော် Pulmonary coronary intervention လို့ခေါ်တယ်ဒီကောင်ကဒီနှလုံးသွေးကြောပိတ်တဲ့နေရာကို clot ကိုဖယ်ပြီးတော့ကျွန်တော်တို့က stent ထည့်တယ်ကုသနည်းပေါ့နော်ဒီလိုကုသနည်းတွေကလည်းပေါ့နော်ဒါထိထိရောက်ရောက်ရှိတဲ့အတွက်ကြောင့်ပေါ့နော်စောစောရောက်တယ်လူနာရဲ့အတွက်ပို့ပြီးတော့ result ကောင်းတယ်ဖြစ်တယ်ပေါ့နော်ဒါတွေပေါ့မှတ်ထားရမယ်ပေါ့နော်နှလုံးသွေးကြောကျင်းတယ်ပေါ့နော်ဒီပုံလေးဒီပုံကတော့နှလုံးသွေးကြောကျင်းတဲ့အကြောင်းပေါ့တချို့နေရာ injury ရရည်မှာသွေးလာခဲတယ်သွေးခဲလေးနဲ့ပိတ်သွားတယ်အဲ့ချိန်မှာနှလုံးသွေးကြောပိတ်ယောဂဆိုဖြစ်သွားတယ်နှလုံးသွေးကြောပိတ်ယောဂဖြစ်တဲ့ချိန်တွေမှာပေါ့နော်ဒီမှာဘလုံးနဲ့ချဲ့လိုက်တယ်ချဲ့ပြီးတော့ stand ထည့်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကပေးပြီဆိုရင်တော့ဒါနောက်တစ်ခါထပ်မဖြစ်အောင်လို့ဆေးတွေပေးရတယ်ပေါ့နော်အဲ့လိုပေးတဲ့နေရာမှာဆေးတွေရဲ့ပေါ့နော် side effect တွေဆိုးကျိုးတွေလည်းသိဖို့လိုအပ်တယ်ပေါ့အထူးသဖြင့်တော့ဒီပေါ့ပေးလိပေးတာရှိတဲ့ဆေးလေးလေးပဲကျွန်တော်ပြောပြထားရပေါ့နော် aspirin ပေါ့နော် clopidogrel ပေါ့ဒီကောင်တွေကတော့သွေးကြဲဆေးတွေဖြစ်တယ်သွေးကြဲဆေးတွေဖြစ်ကြမှာသူကstreptokinase နဲ့မတူတာ streptokinase ကသူကသွေးခဲကိုသူကဖြော်တာပေါ့နော်သွေးခဲကိုကြည်အောင်လုပ်တာဒီ aspirin တို့ clopidogrel တို့ဆိုတာဒီကောင်ကသွေးကိုမခဲအောင်လို့မဟုတ်သွေးကိုမခဲအောင်လို့ထပ်မပိတ်အောင်လို့မဟုတ်ပေါ့နော်ပေးတဲ့ဆေးပေါ့အဲကြောင့်သူ့ရဲ့ဆိုကြကဘာဖြစ်တာအောင်ဆိုတော့အဆိုင်ကိုနိုင်ရန်တွေကိုပွန်းစေတယ်အဆိုင်သွေးကြောတွေပဲပေါက်စေတယ်အဲကြောင့်မသူကအဲ့လိုမျိုးဖြစ်ရင်ဝမ်းမဲသွားတာကော်ဖီအောင်အန်နာဖြစ်တတ်တယ်ပေါ့နော်ပုံမှန်လူတယောက်ကတော့ဖြစ်ခဲ့ပြီမှငိုကနန်းကအဆိုင်ယောဂရှိတဲ့လူတွေအတွက်ဆိုတော့ဒါအထူးသတိထားရမှာပေါ့နော်အဲကြောင့်ဒီလိုဆေးတွေကိုဆေးနှမျိုးကိုပေါင်းပေးမယ်ဆိုတော့ကျွန်တော်တို့ကဒီအစာရင်ဆေးတွေနဲ့တွဲဖက်ပေးတဲ့နေပေါ့နော် monotrate ဆိုတာမျိုးဒါပေါ့နော်ကျွန်တော်တို့က chest pain တွေပါပေါ့နော်ရင်ဘတ်တွေပါအောင်ရင်ပေးတဲ့ဆေးမျိုးပေါ့ဒီကောင်တွေကတော့သူကတောက်လို့ရှင်တချို့အဆင်မပြေတဲ့လူနာတချို့လူနာတွေဆိုတော့သူကခေါင်းကိုက်တာတွေပါရင်နော်ခေါင်းအောင်တာတွေအဲ့လိုဖြစ်တတ်တယ်ပေါ့နော်အဲဒါဒီနောက်ပိုင်းဆေးတွေကလည်းလင်းတင်တယ်တော့ပြောပြပြတော့ပါမယ်နော်ဒါလေးကတော့ဘာပြောချင်တယ်လဲ what is your choice between heart and desire ပေါ့နော်မင်းရဲ့ဆန္ဒနဲ့မင်းရဲ့နှလုံးသားကိုဘယ်ဟာရွေးချယ်မှာလဲပေါ့နော်ဆန္ဒနဲ့ဖြစ်တင်တာနဲ့ပေါ့နော်ဒါချင်းချင်းဖို့တော့
လိုအပ်တယ်နော်အဲ့လိုမှပြောမရအောင်ဆိုရင်တော့မင်းနော်ဒါစိတ်လေးတွေအများတန်းတောင်းနေမှာလားပေါ့နော် don't burn your head with secret မင်းရဲ့နှလုံးသားကိုတော့ secret မီးတွေနဲ့တော့မလောင်မြိုက်ပါစေနဲ့ and so you have to save your head ကျေးဇူးတင်ပါတယ်နော်